ဒီကစားသမားတွေသာရောက်လာရင် United ရဲ့ fullback အားနည်းချက်ကတညတည်းနဲ့ပျောက်ကွယ်သွားနိုင်ပါတယ်။ Newcastle ကိုတယောက်သာကစားပြီးအနိုင်မရခဲ့တဲ့ပွဲမှာ United ရဲ့နောက်ထပ်အားနည်းချက်တစ်ခုကိုမြင်ခဲ့ရပါတယ်။ဒါကတော့ fullback လိုအပ်ချက်ပါ။ fullback တယောက်ကောင်းရင်ဘာတွေဖြစ်နိုင်မလဲ။ရှေ့ကတောင်ပံကစားသမားကိုတက်တာစီပါတယ်။ fullback တယောက်ရဲ့ underlapping, overlapping တွေကပြိုင်ဘက်ခံစစ်ကိုမတည်မငြိမ်ဖြစ်စေပါတယ်။ပြိုင်ဘက်ခံစစ်ကြောင်းကိုချဲထုတ်ပေးပါတယ်။သူ့ကြောင့်ပေါ်လာတဲ့နေရာလွတ်တွေကတိုက်စစ်မှုတွေနံပါတ်10တွေအတွက်ရွှေပါပဲ။ low block ကစားတဲ့အသင်းတွေနဲ့တွေ့ရင် fullback ကောင်းတွေကအဖြေတစ်ခုပေးစွမ်းနိုင်ပါတယ်။ဥရောပအကောင်းဆုံးအသင်းတွေရဲ့ fullback တွေနဲ့ United အသင်းကိုနှိုင်းယှဉ်ကြည့်ရင်ပိုပြီးသိသာပါတယ်။ PSG ရဲ့ Mendes နဲ့ Hakimi, Chelsea ရဲ့ Cucurella နဲ့ Reece James, Arsenal ရဲ့ Timber နဲ့ Calafiori, Man City ရဲ့ Henry နဲ့ Matheus Nunes လာမယ့်နေရာဒီမှာ United စဉ်းစားတဲ့ fullback 3 ယောက်ရှိပါတယ်။ပထမတစ်ယောက်က Munoz ပါ။ United နဲ့သတင်းထွက်ပူးတဲ့ကစားသမားဖြစ်ပါတယ်။သူဟာပဲလေအသင်းရဲ့အဓိကကစားသမားလည်းဖြစ်ပါတယ်။ United ရဲ့ညာရန် fullback တွေနဲ့မတူညီတဲ့တိုးအားရုံးအားကို Munoz ကပေးစွမ်းနိုင်ပါတယ်။တောင်ပံတစ်ဖက်ကို lock ချပြီး press လုပ်ချင်ရင် Munoz လိုကစားသမားကအသင့်တော်ဆုံးပါပဲ။ interception တွေ duel တွေကောင်းပါတယ်။ဒါပေမဲ့အဝင်ကျန်းတာလေးတွေတော့ရှိပါတယ်။ United ရဲ့တောင်ပံကစားသမားတွေရဲ့ဘေးမှာအမြဲအဆင်သင့်ရှိနေမဲ့ fullback တစ်ယောက်ဖြစ်လာနိုင်ပါတယ်။ဒုတိယတစ်ယောက်ကတော့ Kayode Brentford ရဲ့ fullback ကစားသမားဖြစ်ပါတယ်။အန်ယူမှုနဲ့လည်းအသွဲညီညီကစားခဲ့ပူးပါတယ်။သူ့ရဲ့လောအားနှုန်းနဲ့တောင်ပံကစားသမားအတွက်အမြဲ overlap လုပ်ပေးနိုင်တာတွေကအားရစရာကောင်းပါတယ်။ခန်းစစ်ပိုင်းလည်းအဆင်ပြေပါတယ်။သူ့ကိုခေါ်နိုင်ရင်လက်ပစ်ဘောတွေကစစိတ်လှုပ်ရှားစရာကောင်းလာပါလိမ့်မယ်။နောက်တစ်ယောက်ကတော့ Lewis Hall ကျွန်တော်အကြိုက်ဆုံးနဲ့လက်ရှိမှာပုံစံကောင်းရနေတဲ့ fullback တစ်ယောက်ဖြစ်ပါတယ်။သူကတော့ဘယ်ချမ်းမှာကစားပါတယ်။ Newcastle နဲ့ပွဲမှာ Lewis Hall ဘယ်လောက်ထိကောင်းလဲမြင်ကြပါလိမ့်မယ်။အသက်ကလည်းအခုမှ22နှစ်ပဲရှိပါသေးတယ်။တိုက်စစ်လိုက်ပါတာအတွင်းဝင်ကစားတာတောင်ပံနဲ့ချိတ်ဆက်တာဘောလုံးတည်သွားတာခံစစ်ပြန်ကူတာတွေကောင်းပါတယ်။လောအားနှုန်းနဲ့တော်တော်လေးကိုမှကောင်းပါတယ်။ United အသင်းသာချန်ပီယံလိဝင်ခွင့်ရလာရင် Lewis Hall ကိုခေါ်ယူဖို့ကြိုးစားသင့်ပါတယ်။ fullback ကောင်းတစ်ယောက်ကို United အသင်းအနေနဲ့လာမယ့်နေရာဒီစည်းကွက်မှာမဖြစ်မနေဝယ်ယူဖို့လိုအပ်ပါတယ်။ဒါမှလည်း United ရဲ့တိုက်စစ်ပိုင်းကအခုတက်ပို့ပြီးတော့ကောင်းမွန်လာပါလိမ့်မယ်။တောင်ပံကစားသမားတွေကလည်းပို့ပြီးတော့အဆင်ပြေလာပါလိမ့်မယ်။